ဒီနေ့ကတော့ကျမခရစ်စမတ်လေးရှိတဲ့အတွက်ကြောင့်မလို့စောစီသွားပါတယ်အခုသွားနေရတော့ဖယ်ရီကားလေးကိုသွားဆောင်နေမှာပေါ့နော်ဟောကျမတို့ရဲ့ဖယ်ရီကားလေးလာပါပြီနော်ဒါလေးကတော့ခရစ်စမတ်ကိတ်ချင်းလုံးမဲ့ဆိုပြီးတော့ဝယ်ထားတဲ့ပစ္စည်းလေးပေါ့နော်ကျမကတော့ဗာလေးပေါင်မယ်တော့မသိဘူးပေါ့နော်ကဲဒါလေးကတော့လမ်းတစ်လျှောက်မှာပေါ့နော်ဒါကတော့ပြည်သူရင်မြင်လေးပါပြည်သူရင်ရွှေလုံးဖျားလေးကိုလှမ်းမြင်နေရပါတယ်ကျမတို့သွားရဲ့ရုံးလေးမှာပေါ့နော်ဒါလေးကတော့ကျမတို့ရုံးလေးကိုရောက်ပါပြီဒီမှာတော့ Christmas decoration လေးတွေပြင်နေကြပါပေါ့နော်ဒါလေးကတော့ Christmas ပင်လေးပါပြီးတော့ဒီဟာလေးကဆိုရင်ကျောင်းသားတွေလုပ်ထားတဲ့ Christmas သစ်ပင်လေးပေါ့နော်အရန်ကိုချစ်စရာကောင်းပါတယ်ဒါတော့ကျမရဲ့ရုံးခန်းလေးထဲမှာကျမတယောက်တည်းပဲများနေရပေါ့နော်ဒါကတော့ပလက်အတွက်ဒီမှာစားစရာလေးဒါလေးကအချို့ပွဲလေးပေါ့နော်အများကြီးပါပြီးတော့ဒါလေးကတော့ကြာရင်ခောက်ဆွဲကြောမလာရှန်ကိုအများကြီးပေါ့နော်ဒါလေးကတော့ Christmas ပီကုတ်လေးဆီယာမစီငှားပြီးတော့ကြာပဲများထားပါတယ်ကဲပြီးလဲပြီးတော့အလုပ်ကတော့ဆက်လုပ်ရပါတယ်ပေါ့နော်ဒါတော့ကျမလုပ်နေတဲ့ style လေးပေါ့နော်ဒါကတော့ကျမလုပ်နေရပါတယ်အလုပ်လေးတွေကဲဒါလေးကတော့နောက်ဆုံးပိတ်နေကိတ်ချင်းလေးမှာကျမခေါင်းလေးပေါက်ပါတယ်နော်ဟဲ့အဆုံးကြည့်စုပြီးတော့ကျေးဇူးပါ